မင်္ဂလာပါအားကစားချစ်သူများအားလုံးခင်ဗျာဒီနေ့မှာတော့ Manchester United နဲ့ Crystal Palace တို့ရှင်ပြိုင်မဲ့ Premier League ပွဲစဉ်28ကိုကြိုတင်သုံးသပ်ပေးသွားမှာဖြစ်ပါတယ် United ရဲ့ Champion ဖြစ်မဲ့ကန်စားတာဟာဘယ်သူမှတားဆီးလို့မရနိုင်တဲ့အနေအထားကိုရောက်ရှိလို့လာပါပြီအမှတ်ပေးစရာအဆင့်3နေရာကိုတက်လှမ်းဖို့အတွက်ကန်တရားကပါ United ဘက်ကနေရက်တက်ပေးနေတယ်လို့ဆိုရမှာပါဘယ်သူမှမထင်မှတ်ထားပဲဇယားအောက်ခြေကဝိုးအသင်းက Aston Villa ကို2ဂိုးပြတ်နဲ့အနိုင်ယူပြီးလမ်းရှင်းပေးလိုက်တာဟာ United အတွက်တော့ရွှေရောင်အခွင့်အရေးပါပဲအခုဆိုရင် United အနေနဲ့လာမဲ့ Palace နဲ့ပွဲမှာသာအနိုင်ရလက်ကိုပို့ဆောင်နိုင်မယ်ဆိုရင်အဆင့်3နေရာကိုခက်ခက်ထက်ထက်သိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။ပြိုင်ဘက်တွေတသင်းပြီးတသင်းခြေချော်နေတဲ့အချိန်မှာ United တို့ဘက်ကသာအခွင့်အရေးကိုအမိအရစုပ်ကိုင်နိုင်ဖို့ပဲလိုပါတော့တယ်။တကယ်လို့သာ Arsenal ကလည်း Chelsea နဲ့ပွဲမှာရမှတ်လျှော့ခဲ့မယ်ဆိုရင် United အတွက်အဆင့်3တင်မကပဲ Champions ဆုကိုပါစိန်ခေါ်နိုင်မဲ့အနေအထားကိုရောက်သွားမှာဖြစ်ပါတယ်။ United အနေနဲ့ Palace ကိုအနိုင်ယူပြီး Arsenal ရဲ့အမှားကိုစောင့်ကြည့်ရင် Champion လမ်းကြောင်းပေါ်တကယ်ပဲတက်လှမ်းနိုင်မလား။ဒီညမြန်မာစံတော်ချိန်ည8နာရီခွဲအချိန်မှာကျွန်တော်နဲ့အတူတူစောင့်ကြည့်လိုက်ရအောင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်အကောင့်လေးကိုအသေးလေးနှိပ်အပေါင်းလေးနှိပ်ပေးခဲ့ကြအောင်နော်